belly breathing 1 bite ဖြင့်အသက်ရှူခြင်း mindfulness exercise ပြုလုပ်ပါမယ်တက်တောင့်တက်တာလေးထိုင်မယ်လှည့်ချပြီးတော့အိပ်နေရင်လည်းရပါတယ်ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုဦးခေါင်းကနေခြေထောက်ထိကိုခြုံပြီးတော့ကြည့်ပါကိုယ်ခန္ဓာမှာတင်းနေတာတက်တောင့်တက်တာမရှိတာအဲ့လိုနေရာမျိုးလေးတွေရှိရဆိုရင်အနေထားလေးကိုပြုပြင်ပြီးတော့ပို့ပြီးတော့တက်တောင့်တက်တာရှိအောင်ပြင်ပေးမယ်ဖြည့်လျှော့ပေးမယ်ကိုယ်ခန္ဓာစိတ်ကြိုက်နေထားရပြီဆိုရင်အသက်ရှူတာလေးကိုစပြီးတော့သိပေးရပါမယ်အသက်ရှူလို့အဆင်ပြေလားမပြေဘူးလားရှူရတာတက်တောင့်တက်တာရှိလားမရှိဘူးလားအဲ့ဒါလေးကိုအရင်သိမယ်အသက်ကိုရှည်ရှည်လေးရှူဖြည်းဖြည်းရှူဝအောင်ရှူရှည်ရှည်လေးထုတ်ဖြည်းဖြည်းထုတ်ကုန်အောင်ထုတ်အဲ့လိုပုံစံလေးနဲ့တက်တောင့်တက်တာဖြစ်ဆုံးလေးအသက်ရှူသွင်းရှူထုတ်လေးကိုအရင်လုပ်နေပါကိုယ်ခန္ဓာမှာရှိနေသောတင်းနေတာလေးနေတာတက်တောင့်တက်တာမရှိတဲ့နေရာလေးတွေရှိရင်လည်းရှုထုတ်လိုက်တိုင်းလျှော့ပေးပါဥပမာမျက်မှောင်ရောင်ပြီးတော့ကြုံထားမိရဲ့နှထင်ကြောတွေတင်းနေရဲ့ပခုံးကိုရောင်ပြီးတော့တင်းထားမိရဲ့အဲ့လိုနေရာလေးတွေကိုအသက်ရှုထုတ်လိုက်တိုင်းဖြေလျှော့ပေးရမယ်အသက်ရှုထုတ်လိုက်တိုင်းဦးခေါင်းကနေခြေထောက်ထိကိုပြေရော့ပြီးတော့တက်တောင့်တက်တာအရင်ရှိသွားပြီလို့သိနေရမယ်ဒီတစ်ခါမှာအသက်ရှူခြင်းကိုစောင့်ကြည့်တဲ့အချိန်မှာဝမ်းပိုက်နဲ့အသက်ရှူနေရလားရင်ဘတ်နဲ့အသက်ရှူနေရလားဆိုတာကိုကြည့်ပေးရပါမယ်ရင်ဘတ်ကြီးဖောင်းတဲ့အထိအသက်ရှူတာကိုကြိုက်တဲ့ chest breather လားဝမ်းပိုက်ဖောင်းလာတဲ့အထိကိုအသက်ရှူတာကိုကြိုက်တဲ့ belly breather လားကိုလေးလာကြည့်ပါရင်ဘတ်ရောဝမ်းပိုက်ရောနှစ်ခုလုံးတစ်ဆင့်ချင်းဖောင်းပြီးတော့ရှူရတာကိုကြိုက်တဲ့သူမျိုးလည်းရှိနိုင်ပါတယ်ကိုဘလို့အသက်ရှူရတာကိုကြိုက်လဲဆိုတာကိုအခုလေ့လာတွေ့ရှိသွားပြီရင်ဘတ်နဲ့ရှူရတာကိုကြိုက်တယ်ဝမ်းပိုက်နဲ့ရှူရတာကိုကြိုက်တယ်ရင်ဘတ်နဲ့ရှူနေတယ်ဝမ်းပိုက်နဲ့ရှူနေတယ်ကိုဘလို့အသက်ရှူနေရလဲဆိုတာလေးကိုအသေးချာသိသွားပြီပြီးရင်တော့ဝမ်းပိုက်နဲ့အသက်ရှူခြင်းကိုပဲလေ့ကျင့်မှာဖြစ်တယ်ဒါကြောင့်ကိုက chest breather ပဲဖြစ်ဖြစ် belly breather ပဲဖြစ်ဖြစ်ဒီလေ့ကျင့်ခန်းမှာတော့ belly breathing ဝမ်းပိုက်ဖြင့်အသက်ရှူခြင်းကိုအတူပြုလုပ်ပါမယ်
အခုကိုယ့်ရဲ့ရှူသွင်းလိုက်တဲ့လေကိုဝမ်းခေါင်းထဲရောက်တဲ့အထိကိုဖြည်းဖြည်းနဲ့ဝဝလေးရှူသွင်းပြီးတော့ဝမ်းပိုက်ထဲကိုတပြီးတော့ပို့ကြည့်ပေးမယ်ကိုယ့်ရဲ့ဝမ်းခေါင်းထဲမှာဘောလုံးတစ်လုံးရှိနေတယ်လို့မြင်အောင်ကြည့်ရင်လည်းရပါတယ်လေရှူသွင်းလိုက်တိုင်းကိုယ့်ရဲ့ဝမ်းခေါင်းထဲကဘောလုံးကဖောင်းပြီးတော့တက်လာတယ်လေရှူထုတ်လိုက်တိုင်းဝမ်းပိုက်ထဲကဘောလုံးလေးကသူ့အလိုလိုပိန်သွားတယ်တကယ်လို့လိုအပ်တယ်ဆိုရင်ကိုယ့်ရဲ့လက်နှစ်ဖက်ကိုဝမ်းပိုက်ပေါ်မှာထိကပ်ထားတာတင်ထားတာလေးလည်းလုပ်လို့ရပါတယ်ကိုယ်အသက်ရှူသွင်းပေးလိုက်တိုင်းကိုဝမ်းပိုက်ကသူ့အလိုလိုဖောင်းလာတယ်ဝမ်းပိုက်ဖောင်းတာကကိုယ်လှုပ်လို့ဖောင်းတာမဟုတ်ရဘူးပြီးရင်ဖောင်းလာတဲ့ဝမ်းပိုက်ကတနေရာမှာခဏလေးရပ်သွားတယ်သူဖောင်းလို့ကုန်သွားပြီဆိုရင်ခဏရပ်တယ်ပြီးတော့မှသူ့အလိုလိုပြန်ပြီးတော့ပြန်ပိန်လာတယ်အဲ့ဒီချိန်မှာကိုကလေကိုရှူထုတ်ပေးလိုက်တယ်ပိန်သွားတဲ့ဝမ်းပိုက်ကလည်းသူပိန်လို့ကုန်သွားပြီဆိုရင်ခဏရပ်တန့်သွားတယ်ချက်ချင်းပြန်မဖောင်းဘူးအဲ့ဒါလေးကိုစောင့်နေပေးလိုက်ပါပြီးမှအချိန်တန်မှသူ့ဟာသူပြန်ဖောင်းပြီးတော့တက်လာတယ်အဲ့ဒီအချိန်မှာလေရှူသွင်းပေးလိုက်ပါသူဖောင်းဖို့အတွက်ကုန်သွားပြီနေရာမရှိတော့ဘူးအပြည့်ဖောင်းပြီးသွားပြီဆိုရင်ခဏသူရက်တယ်စောင့်နေပေးလိုက်ပါပြီးရင်သူ့အလိုလိုပြန်ပိန်လာတယ်အဲ့ဒီအချိန်မှာရှူထုတ်ပေးလိုက်ပါပြီးရင်ခဏရက်တယ်ခဏစောင့်ပေးမယ်သူကသူပြန်ဖောင်းနေရှူသွင်းပေးလိုက်မယ်အဲ့ဒီပုံစံလေးနဲ့အသက်ရှူကြည့်ပါအခုဝမ်းပိုက်ရဲ့ဖောင်းခြင်းပိန်ခြင်းကိုကပြုတ်လုပ်နေတာမဟုတ်ဘဲနဲ့ဝမ်းပိုက်ကသူ့လိုလိုဖောင်းနေခဏရက်တယ်ပိန်နေခဏရက်တယ်အဲ့ဒါကိုကတိပဲတိနေပေးပြီးတော့ဖောင်းတဲ့အချိန်မှာလေလေးကိုရှည်ရှည်လေးနဲ့ဖြည်းဖြည်းလေးနဲ့ဝအောင်ရှူသွင်းပေးလိုက်တယ်ပိန်တဲ့အချိန်မှာလေလေးကိုရှည်ရှည်လေးဖြည်းဖြည်းလေးနဲ့ကုန်အောင်ရှူထုတ်ပေးလိုက်တယ်အဲ့ဒါကိုပဲကိုကလိုက်ပြီးတော့လုပ်ပေးနေတာဖြစ်တယ်ဆက်လုပ်နေပေးပါအသက်ကိုတက်တောင့်တက်တာဖြစ်ဆုံးရှူသွင်းရှူထုတ်လုပ်နေမယ်ဝမ်းပိုက်ဖောင်းတဲ့အချိန်မှာရှူသွင်းပေးနေမယ်ဝမ်းပိုက်ပိန်တဲ့အချိန်မှာရှူထုတ်ပေးနေမယ်ဝမ်းပိုက်ဖောင်းနေခဏရက်တယ်ဝမ်းပိုက်ပိန်နေခဏရက်တယ်အဲ့ဒါကိုကောင်းစွာစောင့်ကြည့်သောစိတ်နဲ့သိနေပေးမယ်တကယ်လို့များစိတ်အတွေးတွေများတတ်တဲ့လူဆိုရင်တော့နံပါတ်စီရည်ချင်ရင်လည်းရည်လို့ရပါတယ်ရှူသွင်းတဲ့လေနဲ့ရှူထုတ်တဲ့လေကအနည်းငယ်ကွာတယ်ရှူသွင်းတဲ့ချိန်မှာ1-2
ရှုထုတ်တဲ့အချိန်မှာ1 2 3 4 5ဆိုပြီးတော့ရေးရမှာဖြစ်တယ်။အခု1 byte ကသူ့လိုဖောင်းလာလို့ကိုကရှုသွင်းပေးလိုက်နေတဲ့အချိန်မှာဖောင်းနေတဲ့1 byte လေးကိုစိတ်ကသိနေပြီးတော့1 2 3ပြီးရင်သူခဏရပ်သွားတယ်ပြီးရင်ပြန်ပြီးတော့စပြီးတော့ပိန်လာမယ်ပိန်လာတဲ့တောက်လျှောက်မှာ1 2 3 4 5 1 2 3 4 5ရဲ့အနောက်ကို1 byte ကလိုက်ပြီးတော့ဖောင်းနေတာပိန်နေတာမျိုးမဖြစ်ရပါဘူး1 byte သူ့လိုဖောင်းတဲ့အရှိန်လေးတိုင်းကို1 2 3ဆိုပြီးတော့လိုက်ရည်တာဖြစ်တယ်1 byte သူ့လိုပိန်တဲ့အရှိန်လေးတိုင်းကို1 2 3 4 5ဆိုပြီးတော့လိုက်ပြီးတော့ရည်တွက်ပေးတာဖြစ်တယ်တကယ်လို့များစိတ်ထွက်တာစိတ်တွေးပြန့်လွင့်တာများတဲ့သူမဟုတ်ဘူးဆိုရင်တော့နံပါတ်စင်ကြီးတာကိုကြီးစရာမလိုပါဘူး1 byte ဖောင်းတာပိန်တာလေးကိုကောင်းစွာစောင့်ကြည့်စိတ်ကလေးနဲ့တေချာကြည့်မယ်ဖောင်းတိုင်းကိုရှုသွင်းပေးမယ်ပိန်တဲ့အခါတိုင်းကိုရှုထုတ်ပေးမယ်အေးအေးချမ်းချမ်းတတောက်တတလေးနဲ့ belly breathing လေးကိုစိတ်ကိုအဆုံးထိလျှော့ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်ကိုကအသက်ရှူခြင်း1 byte ဖောင်းခြင်းပိန်ခြင်းကိုစိတ်ကိုအဆုံးထိဖြေလျှော့ပြီးတော့အာယုံစူးစီးထားတဲ့အချိန်မှာတကယ်လို့များကိုယ့်အတွက်တက်တောင့်တတမဖြစ်သောအတွေးနဲ့စိတ်ခံစားချက်များဝင်ရောက်လာခဲ့တယ်ဆိုရင်အဲ့ဒီအနောက်ကိုတော့မလိုက်ဘူးသို့တော့ကိုယ့်အတွက်အရန်နေရခက်တယ်ဆိုရင်တော့ရှူထုတ်လိုက်တိုင်းကိုအဲ့ဒီအရာလေးတွေကိုရှော့ပေးလို့ရတယ်ဖြေလျှော့ပြီးတော့ထုတ်ပေးလို့ရပါတယ်အဲ့ဒီအရာလေးတွေမဝင်ရောက်လာဘူးဆိုရင်တော့လိုက်ရှာစရာမလိုပါဘူး1 byte ကလေးရဲ့ဖောင်းချင်းဖိန်ချင်းကိုတတိကပ်ပြီးတော့ပဲရှုသွင်းရှုထုတ်လေးကိုလုပ်နေပေးမယ်အခု9မိနစ်လုပ်ပေးပါ9မိနစ်ပြည့်ရင်ပြောပါမယ်
belly breathing ဝမ်းပိုက်ဖြင့်အသက်ရှူခြင်း mindfulness လေ့ကျင့်ခန်းပြီးပါပြီကျေးဇူးတင်ပါတယ်